ပြန်လည် reset တာပါဒါတော့ဒီရုပ်စာတော့ခြေလို့ရုံးစစ် level 4ပေါ့နော် 4-1ဒါအခန်း2ရောက်ပါတယ်ပေါ့နော်အခန်း2ရဲ့ခေါင်းစဉ်အသေးလေး3ညတင်ပေါ့နော်အဲ့ဒါလို့ခြေလို့ပြန်ကြည့်ကြရအောင်နော်ခေါင်းစဉ်ကတော့ဒီ수집은 많이 타는지 말이 없어요နော်အဲ့တော့ဒီမှာရေးထားတဲ့수집은 타다ဆိုတာခြေလို့ရှစ်တက်တာကိုပြောတာ수집은 많이 타다ဆိုတော့အများကြီးရှက်တက်တာကိုပြောတာပေါ့နော်ပြီးတော့နွန်ကြီးကတော့ခြေတို့ဒီခန်းမှာသင်ရမယ့် grammar ဖြစ်တဲ့ခြေအောက်မှာပြန်ပြီးအသေးစိတ်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့အများကြီးရှက်တက်တာ말이 없어요စကားမပြောဘူးတဲ့နော်အဲ့ဆိုခြေတို့အောက်ကနေစိုက်ကြည့်ရအောင်ဒီမှာဆိုရင်တော့လီယေနဲ့မာရီယာနှစ်ယောက်ကစကားပြောနေတာပေါ့နော်အဲ့တော့ခြေတို့ကြည့်မယ်ဆိုရင်လီယေကနေစားပြီးတော့요즘 학교 생활이 어때요? 이제 반 친구들하고 많이 친해졌어요.အခု학교 생활ဆိုတဲ့အဲ့လိုကြောင်းတက်ရတာ어때요? ဘယ်လိုလဲ이제အခုတော့반 친구들하고အခန်းပေါ်တငယ်ချင်းတွေနဲ့많이 친해졌어요. နော်ဒီနေ့အများကြီးရင်းနှီးလာပြီလား친하다ရင်းနှီးတာ아워여지다ဆိုတာလာတာကိုပြောချင်တာနော်အဲ့တော့ရင်းနှီးလာခဲ့ပြီလား네, 반 친구들이 모두 성격이 좋아서 금방 친해졌어요. ဟုတ်တယ်진이လာပြီပေါ့နော်반 친구ဆိုတဲ့အခန်းပေါ်တငယ်ချင်းတွေကမို့တူအားလုံးကစောင်းပြောဆိုတာကသူတို့ရဲ့အကျင့်စရိုက်ပေါ့နော်좋아서ကောင်းလို့တဲ့금방 친해졌어요. ချက်ချင်းပဲရင်းနှီးသွားပါတယ်တဲ့ 특히 엘리 씨는 성격이 참 좋던데요. နော် 특히 အထူးသဖြင့် 엘리ကတော့စောင်းပြောသူ့ရဲ့ဒီအကျင့်စရိုက်ကတဲ့참 좋던데요. တကယ်ပဲကောင်းပါတယ်နော်အဲ့လိုမျိုးပြောတော့လေကနေမှာကြရောဟုတ်တယ်그분은 성격이 화려하고 적극적이어서 사람들이 금방 사귀어요. အဲ့တော့ဘာပြောလဲဆိုတော့ဟုတ်ပါတယ်그분ဆိုတာအဲ့ဒီ엘리ကိုပြောတာ엘리가အဲ့လိုက성격이 화려하고 성격ဆိုတဲ့သူ့ရဲ့အကျင့်စရိုက်က 화려하다ဆိုတာ제가ဒါဖော်ဖော်ရွှေရှိတာကိုပြောတာပေါ့နော်ပြပြငငါရှိတာကိုပြောတာအဲ့လိုဖော်ဖော်ရွှေရှိပြီးတော့ဂျော်ကုဂျော့တာဆိုတာခြေတော့ဟိုပြောတာဖြစ်တယ်တက်တက်ကြွကြွရှိတာကိုပြောတာနော်အချစ်ဖြစ်တဲ့လူလို့ပြောတာအဲ့တော့ဂျော်ကုဂျော့ခီယောဆောဆိုတော့တက်တက်ကြွကြွဖြစ်လို့사람들လူတွေကိုဂုံးပန်းစားပြီးတော့ချက်ချင်းပဲမိတ်ဖွဲ့သွားတယ်အဲ့လိုပြောတာဖြစ်တယ်အဲ့တော့မာရီယာနေပြန်ပြောတယ်참 그런데 로코시는 어떤 분이에요? 수줍음 많이 타는지 말이 별로 없어요.နော်တကယ်ကိုပဲအဲ့လိုမျိုးပြောတာနော်그런데 다네 요코가ဘယ်လိုမျိုးလုပ်ပါလဲနော်수줍음 많이 타는지 제가ခုနအပေါ်မှာပြောထားတဲ့ဆက်တက်တာကိုပြောတာအဲ့တော့အရန်ဆက်တက်တာစကားကို별로 없어요. စကားကိုလုံးဝမပြောဘူးပြောတာနော်အဲ့တော့ခြေတို့ဒီမှာသုံးတဲ့ဥစ္စာလေးကိုကြည့်ရအောင်ခြေတို့က action verb ပေါ့နော် action verb ဆိုလို့ရှိရင်ခြေတို့ကအသက်ပါလားမပါလားကြည့်နွန်းကြည့်တယ်နော်ပြီး quality verb ဆိုလို့ရှိရင်ခြေတို့က onna ကြည့်အဲ့လိုမျိုးကတာနော်ဒီ action verb ကအသက်ပါပါမပါပါနွန်းကြည့်ပဲနော်အဲ့တော့ဒီမှာသူ့အတိတ်ပဲကကျတော့ခြေတို့ကဘာသာပြန်မယ်ဆိုရင်တာပေါ့ဒါမှမဟုတ်လဲဆိုတာပေါ့အဲ့လိုမျိုးပြောပြီးရင်အနောက်ကအခြေအနေကိုမှတ်ထားအနောက်ကအခြေအနေကတိတ်ပြီးတော့ဟိုက fashion မဖြစ်တဲ့အခြေအနေမှာသုံးတာတိတ်ပြီးမတိတ်ချထားတဲ့အခြေအနေမှာသုံးနေတာမျိုးနော်အများကြီးရှက်တက်တာစကားလုံးကမပြောဘူးနဲရုပ်ခုရှင်တော့နှစ်ချွန်းကြုံဂါရင်းလုံးဖြောင်းနေရောဒီ net ဆိုတာမျက်နှာကိုပြောတာပေါ့နော်ဒီဂါလီတာဆိုတာကျတော့ဖုံးအုပ်ထားတာဖုံးကွယ်ထားတာကိုပြောတာမျက်နှာကိုဖုံးကွယ်တတ်တဲ့ဘက်ပါအဲ့လိုပြောဆိုတော့ဘာပြောရလဲတိတ်မျက်နှာမပြရဲတဲ့ဘက်ပေါ့ရှက်တက်လို့ပေါ့နော်အဲ့လိုပြောတာဖြစ်တယ်처음에 친해지기 어렵지만 지내가 보면 정이 많은 사람이라는 거 알게 될 거예요. 처음에는 제가 아시는 뭐 스스로 말을 친해지기 어렵지만 지니포가 어렵다. 그렇게 비밀 지나다 제가 지내다 알루미늄အချိန်ကြာဝါတာကိုပြောတာပေါ့နော်지내다가 보면ဆိုတော့အဲ့လိုအချိန်နဲ့ကြာသွားရင်ကြာသွားလိုက်ရှင်ချောင်းမိမှန်တော့စာရန်အီရာနံပေါ်ဆိုတော့ချောင်းမိမှန်တော့ဆိုတော့ကျွန်တော်တန်ရောစင်ကြီးတာကိုပြောတာနော်အဲ့တော့တန်ရောစင်များတဲ့လူဖြစ်တယ်ဆိုတာကိုအားခဲ့တွဲခေါ်ရသိလာမှာပါနော်အဲ့တော့ကျွန်တော်ဒီမှာသုံးထားတဲ့ grammar လေးကိုကြည့်ပါဒါကပုံညောင်းအရှိယဘက်နဲ့ကလိုက်ပါနော်အရှိယဘက်ကိုကိုကလေစတိုင်းလုံးနေမယ်အဲ့လိုထက်ကလုံးနေမယ်အဲ့လိုလုံးလိုက်ရင်ကိုကတခုခုကိုအစ်စ်အနေနဲ့အကြောင်းအရာတခုကိုသိလာမယ်အဲ့တော့ဒီမှာဒီမှာပေါ့နော်ခုနကဘယ်သူပါလဲယူခိုပေါ့ယူခိုကရှက်တက်တဲ့လူဆိုတော့ကိုနဲ့အခုသိမသိသေးဘူးသူနဲ့အဲ့လိုမျိုးသိလိုက်မယ်ဆိုလို့ရှိရင်သိသွားလို့ရှိရင်ခြေတို့ကဘာဖြစ်မှာလဲအဲ့လူကတန်ရုံးစိတ်များတဲ့လူဆိုတဲ့အကြောင်းကိုခြေတို့ကအစ်စ်အနေနဲ့အကြောင်းအရာတခုနဲ့သိသွားတယ်ဟုတ်တယ်မလားအဲ့လိုသူနဲ့ပေါင်းကြည့်လိုက်လို့ရှိရင်အဲ့လိုပုံစံမျိုးသုံးချင်တာနော်အဲ့တော့ကိုကအရှိရတခုခုကိုအဲ့လိုမျိုးစတိုက်လုံးကြည့်လိုက်လို့ရှိရင်အနောက်မှာအခြေအနေတခုကိုအစ်စ်အနေနဲ့သိလိုက်ရတဲ့အခါမှာဒီဒါကပုံများကိုသုံးတာဖြစ်တယ်ဒါမယ်နော်အဲ့တော့မာရီယာပြန်ပြောတယ်ကိုရေရောဟုတ်လား처음인상ဆိုတာကျတော့လေ first impression ကိုပြောတာပထမဦးဆုံးအမြင်ပေါ့နော်처음인상은 좀 차가워 보였는데 그러지 않은가 봐요
နော်차가고 나서 저런 있었다더라고 너 초인상가 내내 이디 있었기도 미야听ရတာ 그러지 않은가 봐요 얼른 무대 보매 그다음에 너 아주 제가 아사아서 가본 파티하면 얘나 한지 봐 너? 요즘 학교 생활이 어때요? 이제 반 친구들하고 많이 친해졌어요? 네, 반 친구들이 모두 성격이 좋아서 금방 친해졌어요. 특히 앨리스는 성격이 참 좋던데요. 맞아요. 그분은 성격이 완화하고 적극적이어서 사람들은 금방 사귀어요. 참 그런데 유쿠 씨는 어떤 분이에요? 수줍음은 많이 타는데 많이 별로 없어요. 네, 유쿠 씨는 낯은 좀 가리는 편이에요. 처음에 친해지기 어렵지만 지나가 보면 정이 많은 사람이라는 거 알게 될 거예요. 그래요? 처인사는 좀 차가워 보였는데 그러지 않은가 봐요. 다음에는 ဒါဆိုရင်ခြေအစတစ်ကြောင်းလေးပြန်တိုင်ပေးမယ်နော်အနောက်ကနေပြန်ဖတ်ကြည့်ပါ 우선은 조조 학교 생활이 어때요? 이제 반 친구들하고 많이 친해졌어요? 네, 반 친구들이 모두 성격이 좋아서 금방 친해졌어요. 특히 엘리 씨는 성격이 참 좋던데요. 맞아요. 그분은 성격이 활발하고 적극적이어서 사람들은 금방 사귀어요. 참, 그런데 유쿠 씨는 어떤 분이에요? 수줍음 많이 타는지 말이 별로 없어요. 음. 네, 유쿠 씨는 낯선 좀 가리는 편이에요. 처음에 친해지기 어렵지만 지나다가 보면 정이 많은 사람이라는 거 알게 될 거예요. 그래요? 첫인사는 좀 차가워 보였는데 그러지 않은가 봐요. 다음에는